မိဘပြည်သူများရှင်ကျမတို့ရဲ့ထုံးလင်းပြန်ကြားသတင်းမှန်များစီစဉ်ကနေဒီကနေ့မှာထုံးလင်းတင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန်နေနေတဲ့သတင်းတုသတင်းမှာနှစ်ပုဒ်ကိုသတင်းမှန်ပြန်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ပုဒ်အနေနဲ့30မျိုးနဲ့မဲလာမျိုးတို့မှာလူငယ်တွေကိုစစ်မှုထမ်းဆောင်မှုပေါ်တာဆွဲဖန်စီနေကြောင်းသတင်းတုသတင်းမှာများကိုမဟုတ်မမှန်လှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ဘူရိုင်းဒေသကြီး30မျိုးစံရွေတန်းရက်ကွယ်ဘောလုံးကွင်းကျောင်းတိုင်းမှာကိုရင်တော်ပြီးတာအပါအဝင်မင်းလာမျိုးမှာလူငယ်ကိုတို့ကိုပေါ်တာဆွဲဖန်စီသွားတယ်လို့တရားမဝင်ပြည့်ဖြတ်မိတာများကသတင်းတုသတင်းမှာများမဟုတ်မမှန်လှုပ်ကြံရေးသားပြီးလှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရစံရွေတန်းရက်ကွယ်ဘောလုံးကွင်းကျောင်းတိုင်းမှာကိုရင်တော်ပြီးတာဟာပြည်သူစစ်မှုထမ်းဆောင်ရင်ပါဝင်ခြင်းဖန်ဆီးခင်ရခြင်းမရှိဘဲမိသားစုရှိရာ6မြို့နယ်ကိုခီးတွားရောက်နေတာကို၎င်းရဲ့မိဘများထံမှသိရှိရပါတယ်။အလားတူမင်းလာမြို့နယ်မှာလည်းလုံခြုံရေးတပ်ဖွဲ့ဝင်များကအများပြည်သူတည်ငြိမ်အေးချမ်းစွာလောက်ကိုင်နေထိုင်နိုင်ရေးအတွက်လုံခြုံရေးအရာစစ်ဆေးခြင်းများအပါအဝင်ပြည်ထအမိခံအကြမ်းဖက်သမားများရင်အကြမ်းဖက်လုပ်ရများမဖြစ်ပွားစေရေးအုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ပူးပေါင်းပြီးလောက်ကင်ဆောင်ရွက်နေမှုများအပေါ်အထင်အမြင်လွဲမှားစေဖို့အတွက်တရားမဝင်ပြည်ပြမိတာများကမဟုတ်မမှန်လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တစ်ပုဒ်အနေနဲ့ကြောက်ကြီးမြို့နယ်ကြိုက်ထုမြို့နယ်နဲ့ကလေးမြို့နယ်မှာရှိတဲ့ကြီးရွာတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခြင်းကြောင့်ပြည်သူ2ဦးဒဏ်ရာရရှိပြီးနေများပျက်စီးသွားခဲ့ကြောင်းသတင်းတုသတင်းမှားများကိုရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ဘူရိုင်းဒေသကြီးကြောက်ကြီးမြို့နယ်မွန်ပြည်နယ်ကြိုက်ထုမြို့နယ်နဲ့စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်မှာရှိတဲ့ကြီးရွာတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူ2ဦးဒဏ်ရာရရှိပြီးနေများပျက်စီးခဲ့ကြောင်းတရားမဝင်ပြည့်ဖြတ်မိတာများကမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။အဆိုပါတဲ့နဲ့ပတ်သက်ပြီးသက်ဆိုင်ရာမြို့နယ်များမှာလုံခြုံရေးတာဝန်ရှိသူများကိုဆက်သွယ်မေးမြန်းခဲ့ရာအဆိုပါမြို့နယ်များအတွင်းနယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များကိုအကြမ်းဖက်သမားများမှလက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့်ကြီးရွာများရှိနေအိမ်များပျက်စီးခြင်းဒေသခံပြည်သူများထိခိုက်ဒဏ်ရာများရရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့စီးရေးပြတ်မှတ်မဟုတ်တဲ့ကြေးရွာရက်ွက်တွေကိုပြစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်းအကြမ်းဖက်မှုကိုမလိုလားတဲ့ဒေသခံပြည်သူများရဲ့လှုပ်ဝက်သတင်းပေးပို့မှုအရာအကြမ်းဖက်သမားများအမှန်တကယ်နေထိုင်ကြောင်းစီစစ်အတည်ပြုပြီးများသောအကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းတွေကိုထင်ထင်သိမ်းဆောင်ရွက်လျက်ရှိကြောင်းပြည်ပမီဒီယာများကအကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ပြည်သူလူထုကအထင်အမြင်လွဲမှားစေဖို့လူမှုကွန်ရက်မှာတဆင့်အချင်းမြင်မရှိတဲ့ဓပုံတွေကိုအသုံးပြုပြီးသတင်းအမှားများဖြင့်လှုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရပါတယ်ရှင်။မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနှင့်တပ်မတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည့်ဖြတ်မိတာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူတွေကလူမှုကွန်ရက်ပေါ်မှာသတင်းတုသတင်းမှားများကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။